ရှေးတုန်းကပေါ့ကွယ်ဂင်္ဂါမြစ်ကမ်းဘေးမှာဉာဏ်ပညာနဲ့ပြည်စုံတဲ့မြောင်မင်းတစ်ကောင်ရှိတဲ့သူဟာနေ့ရက်တိုင်းမြစ်လဲကကြောက်ဆောင်လို့နင်းပြီးတစ်ဖက်ကန်းကတက်တီးတွေကိုတွားစားလေရှိတယ်ဒါကိုမြင်တဲ့မိကြောင်မင်းကဒီနေ့တော့ဒီမြောက်သားကိုငါအပိုင်စားရတော့မယ်ဆိုပြီးကြောက်ဆောင်ပေါ်မှာပုံအောင်နေလိုက်တဲ့ညနေဆောင်လို့မြောင်မင်းအပြန်မှာထူးဆန်းလိုက်တာဒီနေ့ကြောက်ဆောင်ကြီးကပုံမှန်ထက်မြင့်နေပါလားမိကြောင်များငါ့ကိုချောင်းနေတာလားမသိဘူးညံစမ်းကြည့်မှထင်မယ်လို့တွေးလိုက်မိတဲ့ဒါနဲ့မြောင်မင်းကကြောက်ဆောင်ကြီးကိုလှမ်းអော်လိုက်တာပေါ့ဟိုးကြောက်ဆောင်ကြီးနေကောင်းရက်လာဗျို့တခြားနေ့တွေဆိုငါអော်ရင်မင်းကပြန်ထူးနေကြပဲဒီနေ့ဘာလို့တိတ်နေတာလဲတဲ့မိကြောင်မင်းကလည်းဦးချောင်းရောင်းနဲ့အေးငါနေကောင်းပါလေမြောင်မင်းရဲ့လာခဲ့လေခုံကူးခဲ့တော့လို့ပြန်ထူးလိုက်မိတာပေါ့အဲ့ဒီမှာတဲ့မြောင်မင်းကဟာမိကြောင်မင်းမင်းမှာခွန်အားသာရှိတာညံမရှိပါလားလို့လှောင်ပြီးမိချောင်းကောင်းကိုနင်းကကန်းစားကိုလှက်တပြက်ခုံကူးသွားပါတော့တယ်မှတ်ထားကြပါကွယ်ခွန်အားထက်ညံကပိုတာတယ်ဆိုတာပေါ့